ပြောပြမယ်လူတန်းကလေသူတို့တခုခုလုပ်ပေးတာလိုက်လျောပေးတာကူညီပေးတာအခွင့်အရေးပေးတာကိုကြိုက်ကြတဲ့လူတွေကြီးပဲဒါပေမဲ့ပေးပါများလာတဲ့အခါကျတော့အဲ့ဒါသူတို့ရပိုင်ခွင့်လို့သူတို့ထင်သွားတယ်လုပ်ပေးနေတာကသူတို့ရပိုင်ခွင့်လို့ထင်သွားတဲ့အခါမှာလုပ်ပေးရမှာမင်းတာဝန်ဖြစ်သွားပြီမင်းမလုပ်နိုင်တဲ့အခါမှာမင်းကတာဝန်မကြည့်တော့ဘူးသူတို့အတွက်မင်းကမိတ်ဆွေကောင်းမဖြစ်နိုင်တော့အရင်ကမင်းလုပ်ခဲ့သမျှအရာအလုံးကမင်းမလုပ်နိုင်တော့တဲ့နောက်ပိုင်းမှာအလကားဖြစ်သွားပြီအဲ့ခါအရင်လိုမျိုးစေတနာတန်တန်နဲ့ကူညီတာမျိုးမဟုတ်ဘဲနဲ့သူတို့ကြည်ဖြူအောင်သူတို့နဲ့တဲ့အောင်သူတို့နဲ့အဆင်ပြေအောင်သူတို့စိတ်ကြည်နက်အောင်သူတို့မမုန်းရအောင်စူးစမ်းရတဲ့အတွက်မင်းအတွက်လည်းဝင်ထုတ်ဖို့ဖြစ်လာပြီမင်းအတွက်မနိုင်ဝင်ဖြစ်လာပြီမလုပ်ပေးနိုင်တဲ့အခါမှာအရင်ကကောင်းခဲ့တဲ့မင်းတို့ဆက်ဆံရေးလည်းအဆုံးသတ်သွားလိမ့်မယ်အရာအားလုံးကမင်းအားနာကနေစခဲ့တယ်ဒါကြောင့်မလို့ဘဝမှာမလိုအပ်ပဲနဲ့ဘယ်သူ့ကိုမှအားမနာမိပါစေနဲ့ဒီနေ့ကျရင်မင်းပဲစိတ်ပင်ပန်းရလိမ့်